ရန်ကုန်မြို့မှာဖမ်းဆီးအမှုဖွင့်ခံထားရတဲ့ PDF လက်နက်ကိုင်အဖွဲ့ဝင်အမျိုးသမီးတဦးကို KNU PDF လက်နက်ကိုင်တစုကကယ်ထုတ်သွားတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။ဘယ်လိုမျိုးပုံစံတွေနဲ့ကယ်ထုတ်သွားတာပါလဲ။ဒီသတင်းအကြောင်းအရာလေးကိုမတင်ဆက်ခင်မှာနေချစ်သစ်မီဒီယာကို Subscribe နဲ့ Like လေးလုပ်ပေးဖို့မေတ္တာရက်ခံပါရစေ။ရန်ကုန်တိုင်းလှိုင်သာယာမြို့နယ်စက်မှုဇုံ2အတွင်းမှာရှိတဲ့မဟာမင်းကောင်လမ်းထိပ်မှာယမန်နေ့ဇူလိုင်လ1ရက်ည9:30မိနစ်အချိန်လောက်မှာပြစ်ခတ်မှုတရက်ဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီပြစ်ခတ်မှုဖြစ်စဉ်အသေးစိတ်ကအခုလိုဖြစ်ပွားခဲ့တာပါ။ရန်ကုန်တိုင်းလှိုင်သာယာအရှေ့ပိုင်းရဲစခန်းမှာအကြမ်းဖက်မှုတိုက်ဖျက်ဥပဒေပုံမှန်950ညနဲ့ဖမ်းဆီးထားတဲ့မက်ဇွန်ပွင့်လိုက်ဆိုသူဟာလှိုင်သာယာမြို့နယ်စေယုံကိုအရေးပေါ်စေကမ်းပြဖို့အကြောင်းရှာဖြစ်လာခဲ့တယ်လို့လုံခြုံရေးအဖွဲ့နဲ့နှီးဆက်သူတွေကပြောပါတယ်။အဲဒါကြောင့်လှိုင်သာယာအရှေ့ပိုင်းရဲစခန်းကနေတဆင်မြို့နယ်စေယုံကိုစေကမ်းပြဖို့အတွက်မက်ဇွန်ပွင့်လိုက်ဆိုသူနဲ့အတူဒုရဲအုပ်ရရှိအမျိုးသားတဦးနဲ့အမျိုးသမီးတဦးတို့ကထွက်ခွာလာခဲ့တာဖြစ်တယ်လို့ဆက်ပြောပါတယ်။အဲဒီလိုထွက်ခွာလာတဲ့အချိန်မှာတော့ဒုရဲအုပ်2ဦးနဲ့မက်ဇွန်ပွင့်လိုက်တို့ဟာလှိုင်သာယာစက်မှုဇုံနှင့်မဟာမင်းကောင်လမ်းထိပ်ကိုရောက်ရှိလာချိန်မှာတော့အသင့်ဆောင်ဆိုင်နေကြတဲ့ KNU PDF အမျိုးသား2ဦးကဒုရဲအုပ်2ဦးကိုတနက်နဲ့4ချက်ထပ်မံပစ်ခတ်လုပ်ကြံခဲ့ပြီးတဲ့နောက်မက်ဇွန်ပွင့်လိုက်ဆိုသူကိုကားနဲ့တင်ဆောင်ကရုပ်ရှင်ဆက်ဆံကယ်ထုတ်သွားကြတာဖြစ်တယ်လို့လုံခြုံရေးအဖွဲ့နဲ့နှီးဆက်သူတွေကပြောပါတယ်။အဲဒီလိုပြစ်ခတ်မှုအဖြစ်စဉ်အတွင်းမှာတော့မက်ဇွန်ပွင့်လိုက်ကိုစေယုံလိုက်ပါပို့ဆောင်ခဲ့ကြတဲ့ဒုရဲအုပ်အမျိုးသားတဦးဟာနန်းဆောင်ကြီးဖောက်ဝင်တရားတွေရရှိကပွဲစင်းပြီးသေဆုံးသွားခဲ့တယ်လို့ဒုရဲအုပ်အမျိုးသမီးဟာလည်းပခုံးမာကြီးဖောက်ဝင်တရားတွေရရှိခဲ့တယ်လို့ဆိုပါတယ်။အခုလိုရုပ်ရှင်ဆက်ဆံပြစ်ခတ်ကယ်ထုတ်မှုဖြစ်စဉ်မဖြစ်ပွားခင်ချိန်တွင်မှာအကြမ်းဖက်မှုတိုက်ခိုက်ဥပဒေပုံမှန်90ညနဲ့အမှုဖွင့်ခံထားရတဲ့မက်ဇွန်ပွင့်လိုက်ဆိုသူကိုရဲတပ်ဖွဲ့ဝင်အချို့ကဖုံးပြောဆိုခွင့်ပြုခဲ့တာတွေရှိခဲ့တယ်လို့လည်းလုံခြုံရေးအဖွဲ့နဲ့နှိစက်သူတွေကဆက်လက်ပြောဆိုထားပါတယ်။အဲဒီလိုဖုံးဆက်သွယ်ခွင့်ပြုခဲ့တာကြောင့်အခုလိုဖြစ်စဉ်ဖြစ်ပွားတာတွေဖြစ်ခဲ့တယ်လို့မှတ်ချက်ပြုသုံးသပ်နေကြပါတယ်။ဒါပေမဲ့လို့ KNU PDF လက်နက်ကင်တစုဟာမက်ဇွန်ပွင့်လိုက်ဆိုသူကိုရုပ်ရှင်ဆက်ဆံကယ်ထုတ်နိုင်ခဲ့ပေမဲ့နိုင်ပိုင်းအတွင်းမှာပဲမက်ဇွန်ပွင့်လိုက်ကိုပြန်လည်ဖမ်းဆီးရရှိခဲ့တယ်လို့ဆက်လက်သိရှိရပါတယ်။ဒါပြင်အခြားသောလူတချို့ကိုလည်းဖမ်းဆီးစစ်ဆေးတာတွေပြုလုပ်နေတယ်လို့သိရပါတယ်ရှင်။